ပိုက်ဆံအကြီးကျယ်မတူတဲ့အချက်ကပိုက်ဆံစုထားလို့ရတယ်တိုက်တဲ့ချိန်ကျတော့ငါသုံးလိုက်မယ်ဆိုရတော့ကိုကကားတစ်စီးရရင်လည်း300ပြအောင်စုနေတယ်300မြင်ကားတစ်စီးရမယ်အဲ့ကျတော့မှဝယ်လိုက်မယ်အဆင်ပြေဘဝအဲ့လိုပိုက်ဆံလို့စုထားလို့မရဘူးသူအခုရအခုသုံးမယ်မသုံးရင်သူကမရှိတော့ဘူးသဘောပေါက်လားဒါကြောင့်အပ္ပမရိဏသံပါတိထားရဲ့အဓိပ္ပာယ်အဲ့တော့ကြောင့်လေးနဲ့နေတာအမြဲတမ်းမမေ့နဲ့လို့ပြောတာမမေ့သွားဖြင့်သုံးနေလို့ပြောတာဘဝကိုသုံးနေမသုံးလေသူကကုန်နေဒါကြောင့်ပါဆိုအိမ်မှာစားရပစ္စည်းဒီတစ်ခုဒိတ်အောက်သွားတယ်ပုတ်သွားတယ်ဘလောက်နှမျိုးစရာကောင်းလို့စားလို့ရတော့ကိုမစားလိုက်လို့မဖြစ်သွားတော့ပုတ်သွားတယ်အဲ့လိုပဲလူတွေရဲ့ဘဝတွေကများသောအားဖြင့်ပုတ်သွားတဲ့ဘဝတွေပဲများတယ်လို့ဘုံဘုံတဲ့သူတို့မသုံးလိုက်ရဘူးဘာဖြစ်လို့ဖြစ်နေမှလည်းမသိဘူးဒီလိုနဲ့ပဲပြီးအောင်အားနဲ့အသက်ကြီးသွားတာပဲရှိတယ်ဘာမှကောင်းကောင်းကန်ကန်သိလိုက်တယ်လို့လည်းမရှိဘူးကိုယ့်ကိုကျင့်တဲ့မှုရလိုက်တယ်လို့လည်းသိပြီးတော့မရှိဘူးဒီလိုနဲ့ပဲသိရမှာလူတွေကတော့ပေါ့ရလားဒါကြောင့်ပိုက်ဆံဟာနော်ကောင်းတာကိုသုံးဆွဲမယ်ဆိုရင်ကောင်းတယ်ဆိုးတာကိုသုံးလိုက်မယ်ဆိုရင်လည်းဆိုးသွားတယ်ဘဝကလည်းအဲ့လိုပဲကောင်းတာရအောင်လုပ်မလားဆိုးတာကိုပဲရပြီးတော့ပဲနေမလားမတူတဲ့ချက်ကလေးကိုလည်းမြင်ရမယ်နော်မတူတဲ့ချက်ကဘယ်လိုမတူတာလဲရှုထားလို့မရဘူးအခုရအခုသုံးမယ်ပြစ္ဆုတ်ပန်တိုင်းပဲသုံးအနာဂတ်မှာကျိုးပြီးတော့သုံးထားတော့အတိုးယူပြီးတော့ဟေ့ပတ်စံကိုချီထားလို့ရပါလားပတ်စံတော့ချီထားလို့ရတယ်ဟာမရှိသေးတော့လေချီပြီးတော့သုံးမယ်ရဘဝချီသုံးလို့မရဘူးနော်ငါပြီးတော့ပြန်နေပါမယ်ကွာစောတိငါ့ကိုကျိုးပေးသားမှလုပ်လို့မရဘူးပြီးသားကိုလည်းပဲသုတမယ်ဆိုပြီးတော့လာခုမှလာသုံးရင်လို့လည်းမရဘူးအခုရရင်အခုသုံးအခုမှလုပ်နေရတော့တရားနာနေတာအဲ့ဒါစိတ်ပါလက်ပါတာအဲ့ဒါအကောင်းဆုံးသုံးချတာဒီချိန်တောင်စင်းသားမြောက်စင်းသားနဲ့ဒါလည်းလွတ်တယ်ဟိုကလည်းမရဘူးသဘောပေါက်လားဘုံပြောတာကိုလိုကတရားနာနေတယ်စိတ်ကဒီပြည့်နေရရောက်နေတရားကိုသိရမယ်ကုလို့လည်းမရလိုက်ဘူးစိတ်ကဒီပြည့်နေရရောက်တဲ့တကယ်လုံးဖြစ်တာမဟုတ်အဲ့ဒါကစိတ်ပဲရောက်နေသဘောပေါက်လားလက်တွေ့လေးနေတဲ့ထိုင်တတ်ဖို့လိုတယ်နော်အဲ့တော့ဘာလဲပြောရင်လားပြစ္ဆုတ်ပန်တိုင်းဘုံဘုံတို့က300ကိုမသုံးလည်းပဲဘဝဘာဖြစ်သွားတော့ကုန်နေကုန်မဲ့အတူတူကတော့ဘာလို့အောင်လို့တန်ဖိုးရှိတာရအောင်ယူရင်းနဲ့သုံးရင်းနဲ့ကုန်တဲ့လူကပညာရှိလို့တော့ပဲတော့ခုနကတော့ဒေသနာကိုဒီလိုမျိုးအမြင်ကျယ်ကျယ်နဲ့ဘုံဘုံတို့ကနားလည်တဲ့ရမယ်ခံစားတဲ့ရမယ်ဒေသနာကဘာပြောတာအင်ကြီးတစ်လုံးမီးလောင်တယ်လို့ဘောခန္ဓာကြီးဟာမီးလောင်နေတယ်မီးကတော့ညှင်းလို့မရဘူးပဂရိမီးတာမီးသားအကောင်းကောင်းနဲ့ညှင်းမယ်ဆိုညှင်းလို့ရတယ်ခန္ဓာကြီးမှာလောင်တဲ့မီးကညှင်းလို့မရဘူးသူကတော့ဘယ်နည်းနဲ့ပဲဘုံဘုံတို့အသုံးတည့်အောင်လုပ်အောင်မီးမလောင်သေးတာဆွဲထုတ်ဖို့ပဲဒါပဲသူကသဘောပေါက်ရလားမသိခင်မှာမလုပ်ဖို့တော့ကောင်းတာတွေကိုအတိုင်းအတာတစ်ခုထိရအောင်ဘုံဘုံတို့ရယူနိုင်ဖို့ပဲဒါပဲရှိဟုတ်လားမင်းငိမ့်ဖို့ကြိုးစားမယ်ဆိုရင်တော့မရသေးဘူးသူကမီးရညှိလို့ရတဲ့မီးမဟုတ်ဘူးနော်မီးရဲ့သဘာဝကသူကအမြဲတမ်းမလုပ်နေတာတော့တောက်လောင်နေတဲ့သဘောပဲသူကဒါကြောင့်ပြစ္ဆုတ်ပန်တိုင်းမှာနော်ဆုံးရှုံးမှုမရှိအောင်ဘုံဘုံတို့ကမလုပ်ဖို့လို့တော့အရာယူနိုင်ဖို့လို့ပဲဒီသဘောလေးကိုပြောပြတာဒါအရိဋ္ဌသုတ်တန်လေးကိုအခြေခံပြီးတော့ဘုံစဉ်းစားမိတာလေးကိုပြောပြတာနော်ဆက်ပြီးတော့ပြောရင်တာကဒီကုသိုလ်ကောင်းမှုနော်လုံးမိသွားတယ်လုံးဖြစ်သွားတယ်ဆိုတဲ့အခြေအနေလေးဟာအလွန်လေးလက်တဲ့ရှုထောင့်ကကြည့်ပဲဆိုရင်အလွန်မှကျေနပ်စရာကောင်းတဲ့အနေအထားတစ်ခုအဲ့ဒါကိုလည်းကျေနပ်မှုရစေခြင်းဘုံဘုံကအဲ့ဒါလေးကိုကြတော့ဝိသုဒ္ဓအောင်ဆိုတော့ဘုရားကြီးရဲ့ဂါထာလေးသုံးပုဒ်ကိုဘုံဘုံအခြေခံပြီးတော့ပြောရင်အလွန်မှကြိုက်ခဲ့ရတဲ့ပြစ်သက်ခဲ့ရတဲ့နော်အတွေးအမြင်အယူဆအလွန်မှအဆင့်တန်းမြင့်တဲ့အကြောင်းအရာလေးတစ်ခုနော်အဲ့ဆိုတော့ဘုရားကြီးအောက်ပြေအောက်ရမှာသတင်းသုံးတော့ဒီမန္တလေးကသူ့ရဲ့အကြောင်းကိုမီးလောင်တော့တပည့်တွေကမန္တလေးကိုပြန်လာဖို့ပြင်ညာပြင်တော့ဆရာတော်ကြီးကအဲ့ဒါကိုပြန်မလိုက်ခဲ့ပဲနဲ့ဟိုမှာလည်းပဲသာသနာနဲ့ဆိုင်ဆက်ဆံတဲ့အလုပ်တွေရှိတဲ့အတွက်ကြောင့်သူပြန်မလာတာနဲ့တူပါတယ်အဲ့ဒီမှာသူဒီမန္တလေးကတပည့်တွေအတွက်ဂါထာသုံးပုဒ်ရေးပေးတာအလွန်မှနှလုံးသွင်းစရာကောင်းတယ်နားလည်ခြင်းစရာကောင်းတယ်နော်။ဘာရေးပေးတော့ဆိုတော့ယံကိဉ္စီဘာဟိယဝတ္တုယထာကမ္မပပိစေဣဇတံမိမဘိနံမိအဘိနောဝိသမေနမှာပထမကထာလေးအဓိပ္ပာယ်ပါလို့ဆိုတော့ပြင်မကအရာတွေဘလောက်ပဲပြက်ကိုယ့်ရဲ့အတွင်းထဲကတန်ဖိုးရှိတာပြက်မသွားသေးဘူးဆိုရင်ဒီလူကိုပြက်စီးနေတဲ့ပုဂ္ဂိုလ်တို့မဆိုးနိုင်ဘူးတဲ့။ဒါအစပြောမယ်ဆိုရင်တရားတစ်ပွဲလောက်ပြောလို့ရမယ်နော်။ယံကိဉ္စီဘာဟိယဝတ္တုယထာကမ္မပပိစေပြင်မဲ့မှာရှိတဲ့အရာတွေဘယ်ဟာမျိုးမဆိုးပြက်ချင်တိုင်းပြက်နေပါစေယံကိဉ္စီအမှတ်မထတဘာဝဆိုအကုန်လုံးပြက်ချင်တာပြက်ပါစေအဲ့ဒါဘယ်ဟာလဲဘာဟိယဝတ္တုဘာဟိယဆိုတာပြင်မဲ့ကအရာပြောတယ်ဟုတ်တာဘာဟိယဝတ္တုဆိုပြင်မဲ့ကအရာဆိုတာဘာကိုသူကရည်ရွယ်ပြီးတော့ပြောအောင်ဆိုဒီပိုင်ဆိုင်မှုတွေပတ်သက်မှုတွေအကုန်လုံးဓာတ်တွေမကဘူးသူကအသက်နဲ့ခန္ဓာကိုယ်တောင်ပြင်မဲ့ကအရာတွေသုံးတာဆရာတော်ကြီးကဟိုအသက်ခန္ဓာတောင်ပြင်မဲ့ကအရာလို့ပြောတာပြက်ချင်တိုင်းပြက်ပါစေလို့ပြောတာ
ယံကိဉ္စီဘာရိယဝတ္ထုယထာကမ္မပပိစတုယထာကမ္မဆိုတာဖြစ်ချင်တယ်လို့ဖြစ်ပါစေလို့ပြောတာယထာကမ္မပပိစတုနော်ဖြစ်ချင်တယ်လို့ဖြစ်သွားပါစေပြည့်ချင်တယ်လို့ပြည့်သွားပါစေသူကကိုထိန်းလို့ရတဲ့ကိစ္စမဟုတ်ဟုတ်လားဆက်ပြီးတော့အရေးကြီးတာတော့ပါပြောတော့ဣဇတံမိမဘိနမိအဘိနောဝေတပိနမကိုယ့်ရဲ့အတွင်းလေးကအတွင်းပစ္စည်းမပျက်စီးဘူးဆိုရင်ဒီပုဂ္ဂိုလ်ကိုပျက်စီးနေတဲ့ပုဂ္ဂိုလ်လို့မဆိုနိုင်ဘူးတဲ့သူအတွင်းပစ္စည်းဆိုတော့ဘာကိုရည်ရွယ်တာလဲဆိုတော့သီလသမารိပညာကိုရည်ရွယ်တာနော်ကိုယ့်ရဲ့စောင့်စည်းနိုင်တဲ့စွမ်းအားနော်ကိုယ့်ရဲ့ကာယကမှုဝစီကမှုကြောင့်တစ်ဖက်လူကိုဒုက္ခမရောက်အောင်နော်စောင့်စည်းထားတယ်ဘယ်သူမှဒုက္ခမပေးဘူးမှန်မှန်ကန်ကန်နေထားတယ်ဒါကိုပါခေါ်တော့သီလဟုတ်လားပြီးရင်ပါတော့ကိုယ့်ရဲ့စိတ်ကိုငြိမ်အောင်ကြိုးပမ်းအထုလို့စိတ်ကတည်ငြိမ်မှုရှိတယ်အဲ့ဒါပါခေါ်တော့သမာဓိတည်ငြိမ်မှုရှိတဲ့အတွက်ကြောင့်ဆိုတော့ဘုံဘုံပြောခဲ့တဲ့ပုဂ္ဂိုလ်တ attva သဘောမဟုတ်တဲ့အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့ယုံ nant သဘာဝတရားတို့ရဲ့မတည်မြဲမှုမကောင်းမွန်မှုတန်ဖိုးမဲ့မှုဒီအနေအထားအမှန်တွေကိုသိတာပါခေါ်တော့ပညာဒါပဲနော်ဘဝမှာလောကမှာတန်ဖိုးရှိတော့ဒါပဲသီလသမာဓိပညာသူတို့သုံးခုကခွဲခြမ်းလို့လည်းပဲကြာစကောင်းတဲ့အရာတွေမဟုတ်ဘူးကိုချင်းသီလမဖြူရှင်စိတ်တည်ငြိမ်ဖို့မမျှော်လင့်သေးနဲ့မလွယ်သေးဘူးစိတ်မတည်ငြိမ်ဘူးဆိုရင်အမှန်ကန်သိဖို့မမျှော်လင့်သေးနဲ့မလွယ်သေးဘူးဒါကြောင့်သီလပေါ်မှာရက်တည်ပြီးတော့တတိပဌာန်ကိုကျင့်ရင်းအဖြစ်သမာဓိပညာကိုရအောင်ဘုန်းတို့တိဆောက်ရတယ်လို့နိလန်းကဒီတိုင်းသွားတာမဂ္ဂင်၈ပါးမှာဗာနဲ့တိဆောက်ထားတဲ့ထင်တော့သီလသမာဓိပညာနဲ့တိဆောက်ထားတာမဂ္ဂင်၈ပါးဆိုတာတကယ်ငြိမ်းအေးရာကိုရောက်စေတဲ့လမ်းစဉ်ဟုတ်လားအသေးသေးခွဲမယ်ဆိုရင်တော့၈ပါးပေါ့အကျဉ်းချင်းခွဲမယ်ဆိုရင်၃မျိုးသီလသမာဓိပညာတော့ဆရာတော်ကြီးကဒီမှာပြင်ဘက်ကအရာတွေဖြစ်ချင်တိုင်းပြည့်ပါစေအတွင်းပစ္စည်းမပျက်စီးရင်ဒီပုဂ္ဂိုလ်ကပျက်စီးနေတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလို့ပြောတာဒါလေးကိုနားလည်ရမှာနော်ပြင်ဘက်ကအရာတွေဆိုတာထဲမှာဘာကိုပါထည့်ထားတာလဲဘဝခန္ဓာကိုပါထည့်ထားတာနော်ခန္ဓာကိုယ်ကြီးယောဂဖြစ်တယ်ဖြစ်ပါစေနောက်ဆုံးသိတယ်သိခြင်းသိပါစေတကယ်လို့သီလသမာဓိပညာကိုလာမပျက်စီးအောင်ထိန်းသိမ်းနိုင်မယ်ဆိုဘဝသေးသွားတော့သူဝမ်းနေကြမရှိသေးဘူးတတ်တဲ့ကောင်းတဲ့ဘဝရပြီးတော့တတ်တဲ့ကောင်းတဲ့သူတော်ကောင်းတရားတွေကိုဆက်ပြီးတော့သူကြီးထွားခွင့်ရအောင်ဆောင်ရွက်သွားအောင်ပါပဲဟုတ်လားဒါကြောင့်ပြင်ဘက်ကအရာတွေဘလို့ပဲပြက်နေစေကမှုအတွင်းပစ္စည်းမပျက်စီးအောင်ထိမ့်သိမ့်နိုင်တဲ့ပုဂ္ဂိုလ်ဟာပျက်စီးတဲ့ပုဂ္ဂိုလ်မဟုတ်သေးဘူးတဲ့ဘယ်တော့ကောင်းလားဒါပထမခါတာနော်နောက်ဒုတိယခါတာဆက်ပြောတယ်စက္ကိဗုဒ္ဓနာပုပ္ပေဟိဗိနာတံပတ္တိယောဘကုပါရမီပုံညတံပါရတာရိခောဝအဘိနကောနော်စဉ်းစားဖို့လေသူကပြောတာစက္ကိဗုဒ္ဓနာပုပ္ပေဟိဗိနာတံပတ္တိယောဘကုကိုယ့်ရဲ့ဘဝတန်တရားကိုနောက်ပြန်လေးလှည့်ကြည့်လိုက်ချိုးတာတွေအကုန်လုံးဖြစ်ဘူးတယ်လို့ကောင်းတာတွေအကုန်လုံးလည်းဖြစ်ဘူးတယ်အနတ်တွေမြမာတွေအများကြီးဖြစ်ဘူးတယ်ဒီမှာတော့ဆရာတို့ကြီးကဘယ်လိုရေးတော့စက္ကိဗုဒ္ဓနာစัจ java ရေမင်းကိုပြောတာလူဘဝမှာအကြီးမားဆုံးအကြီးကျယ်ဆုံးအခြေအနေတည့်ရအောင်နော်အဲ့ဒီလိုစัจ java ရေမင်းကြီးတွေတောင်ဘုံဘုံတို့တွေလေဒကာဓမ္မတို့တွေပြရှည်ရတဲ့ဘဝတန်တရားမှာချိန်မှန်များစွာဖြစ်ခဲ့ဘူးတယ်ပုပ္ပေဟိရှေးတုန်းကစက္ကိဗုဒ္ဓနာစัจ java ရေမင်းအဖြစ်ကိုရခဲ့ဘူးကုန်တော့အခြေအနေအရရတို့ဒါရင်မကဘူးဗိနာတံပတ္တိယောဘဟုများစွာကုန်တော့တံပတ္တိယောပြည်စုံခြင်းမှန်သမျှတို့ဒီမဖြစ်ခဲ့ပြီတော့ဗိနာပစ္စည်းခဲ့ပြီတဲ့ဘာမှကောက်ပိုင်ကြည့်ရမရှိဘူးဖြစ်ခဲ့ဘူးလေလို့ပြောရရုံမျှပဲရှိတော့တာသဘောပေါက်ရလားအခုပြည်စုံနေတာလည်းတစ်ချိန်မှငါရခဲ့ဘူးလေလို့ပြောရရုံမျှပဲပြီးရင်မဖြစ်တော့ဘူးလို့ကုန်သွားမှာဟုတ်လားစက္ကိဗုဒ္ဓနာပုပ္ပေဟိဗိနာတံပတ္တိယောဘဟုအရာအလုံးကပြီးခဲ့ပြီပြည်စုံခြင်းမှန်သမျှကြောက်ခဲ့ပြီတဲ့ပါရမီပုံညတံပါရတာရိကောဝအဘိနေကောတဲ့လောကမှာမပျက်စီးပဲနဲ့တည်တတ်နေတဲ့အရာဆိုလို့တစ်ခုပဲရှိတယ်တဲ့ဒါလေးကလေးလေးနဲ့နားလည်အောင်လို့နော်လောကမှာမပျက်စီးတဲ့အနှစ်သာရရှိတဲ့အရာတစ်ခုပဲရှိတယ်တဲ့ပါရမီပုံညတံပါရမပျက်စီးတဲ့အရာအဲ့လိုနာမည်လေးတက်တယ်နော်တာရိကောဝအဘိနေကောမပျက်စီးတဲ့အနှစ်သာရရှိတဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါကဘာလို့ဆိုတော့ပါရမီပုံညတံပါရပါရမီပုံညာတံပါရဒီကလုံးသုံးလုံးတွဲတုံတာနော်ပါရမီဆိုတာပါတော့မြင့်မြတ်သူတို့ရဲ့အလုပ်တနည်းအားဖြင့်ပါရဆိုတဲ့နိဗ္ဗာန်တည်းဟူသောတစ်ဖက်ကံကိုအရောက်ပို့နိုင်တဲ့အလုပ်ပါရမီဟုတ်လားဒါနသီလသမာဓိပညာအစရှိတဲ့တရားတွေကိုပဲပါရမီလို့ပြောတာပါပဲဟုတ်လားပါရမီ10ပါးစုံအောင်တော့ရေတွက်တတ်ရမယ်နော်ဒါလေးဟုတ်လားပြီးတော့ပါတော့ပုံညာဆိုတာဖြူရှင်သရှင်းသောတံပါရဆိုတာအဆောက်အအုံလို့အဓိပ္ပာယ်ရတယ်နော်ကောင်းတာတွေကိုပြည့်စုံသွားအောင်ဘုန်းတို့တိဆောက်ဒါနရှုတော်မှာပြည့်တော်သီလသမာဓိပညာသူရှုတော်တဲ့သူကောင်းတာတွေကိုပွက်စေအောင်တောင်းစေအောင်လုပ်တာနော်တိဆောက်ထားတာပြုလုပ်ထားတာအဲ့ဒါကိုခေါ်တော့ပါရမီပုံညတံပါရ
လောကမှာမပြည့်စည်သောမပြိုးပြတ်သောအရာဆိုအဲ့ဒါတခုပဲရှိတယ်လို့ပြောတာဒါလည်းပဲဘုန်းဘုန်းတို့နားလည်အောင်စဉ်းစားမှနားလည်အောင်ပြောမှနားလည်အောင်နားထောင်မှနားလည်မှုရဆိုရပါစို့ခုဘုန်းဘုန်းတို့ဒါနကောင်းမှုတစ်ခုပြုတယ်ဒါနစေတနာစောစောကစက္ကန့်ဆက်အခိုက်အတန့်မှာဖြစ်တယ်ဖြစ်ပြီးရင်အခုရှိသေးသလားအဲ့ဒါမရှိဘူးဒါပေမဲ့ဆရာတော်ကြီးကဒီမှာမပြတ်ဘူးလို့ပြောနေတယ်သူရှိရတဲ့မပြတ်ခြင်းကဘယ်လိုမပြတ်ခြင်းမျိုးလဲနားလေးဖို့လိုတယ်နော်သင်္ခါရတရားဒီမှာမပြတ်တဲ့သင်္ခါရတရားဆိုတာခုမှမရှိဘူးပုံပြတ်တာကြီးတယ်ကောင်းကောင်းဆိုးဆိုးဖြစ်ပြီးရင်ပြတ်တာဒါပေမဲ့ဒီမှာဆရာတော်ကြီးကဘာပြောတော့ပါဠိကုန်းကအဘိနကောမပြတ်စည်းပဲနဲ့အနှစ်သာရအနေနဲ့တီးနေတဲ့အရာပါဠိပုံညတမ္မာရဆိုတဲ့ကောင်းမှုတစ်ခုပဲရှိတယ်လို့ပြောတယ်သူကကောင်းမှုကိုမပြတ်ဘူးလို့ပြောတယ်အဲ့တော့ဒီမှာကောင်းမှုဖြစ်တယ်ကိုရှိတယ်ကိုစိတ်ရဲ့ကောင်းမှုကဖြစ်သွားပြတ်သွားတာကိုသိတယ်ဘာကိုရည်ရွယ်ပြီးတော့သူမပြတ်ဘူးလို့ပြောတယ်အဲ့တော့ဒီနေရာမှာဘုန်းဘုန်းတို့အလေးနဲ့ရှင်းပြမှာဒါကနားလည်ပဲကောင်းမှုတိုင်းကအကျိုးပြီးပြီးရင်ပြတ်တာပဲဆိုရပါစို့ကောင်းမှုဟာဖြစ်စေအခိုက်အတန့်မှာပြတ်သွားတယ်နော်နတ်ဖြစ်စီတဲ့အစွမ်းတတ္တိညှို့နှံပြီးတော့ပြတ်သွားတယ်ဆိုရင်နတ်ဖြစ်ပြီဆိုရပါစို့အဲ့ဒီနတ်ကလည်းနတ်သက်စီလို့သိရပြီဆိုတော့ဟောအကြောင်းတရားရောအကျိုးတရားရောပေါင်းပြီးတော့မှဖြစ်သွားတယ်ပြက်သွားပြီဘောတန်တရားဘုန်းတော်အဲ့တိုင်းချီတက်ခဲ့တာကုသိုလ်တွေလုပ်တယ်ကုသိုလ်ကလှုပ်ဆဲမှပြက်တယ်အကျိုးစွန့်ရည်တတိဟာရပြီးတဲ့အချိန်မှာသူလည်းမဖြစ်သွားတော့ပြက်သွားတယ်ဒီလိုနဲ့ပြက်သွားတယ်ဒါနဲ့ဘယ်ဟာဘယ်လိုကုသိုလ်မျိုးကမပြက်တာတော့ပါရမီထိုက်အောင်လုပ်နိုင်တဲ့ကုသိုလ်မျိုးကမပြက်ဘူးမပြက်တာဘယ်လိုမပြက်တာတော့မပြက်စီးတဲ့နိဗ္ဗာန်ကိုရအောင်ဆောင်ရွက်သွားတဲ့အတွက်ကြောင့်သူ့ကိုမပြက်တာလို့ပြောတယ်ဆိုကြပါစို့ဘုန်းတော်ကဒါနတစ်ခုပြုတယ်နိဗ္ဗာန်တပစ္စယောဟောတုဒါဟာနိဗ္ဗာန်ချမ်းသာကိုရဖို့အတွက်အားကြီးတဲ့အထောက်ပံ့ဖြစ်ပါစေလို့ဆန္ဒကိုပြင်းပြင်းထန်ထန်အဲ့ဒီဘက်ကိုဥလှည့်လိုက်မယ်ဆိုလို့ရှိရင်ကောင်းမှုကအခုပြုပြီးတော့ပြတ်သွားပြီဟုတ်တယ်ဒါပေမဲ့လို့ဒီကောင်းမှုရဲ့အရှိန်တတ္တိကျန်နေတယ်အဲ့ဒီတတ္တိကလူဖြစ်ကိုပေးမှလည်းမဟုတ်ဘူးနတ်ဖြစ်ကိုပေးမှဘာလို့ဆိုလူဖြစ်နတ်ဖြစ်ပေးလည်းပဲလူနတ်ကအလိမ့်စပြီးတာလူဖြစ်လည်းပြတ်မှာနတ်ဖြစ်လည်းပြတ်မှာဒါပေမဲ့ဒီကုသိုလ်ကသူကဘယ်ဟိုသူကအကြောင်းတရားအနေနဲ့တော့အကျိုးကျေးဇူးပြုမှလဲဆိုတော့နိဗ္ဗာန်ချမ်းသာရဖို့အတွက်အကြောင်းတရားတစ်ခုအနေနဲ့သူကအကျိုးကျေးဇူးပြုမှာအဲ့တော့နိဗ္ဗာန်ချမ်းသာကြတော့ဘယ်လိုပြောတော့အမတ္တမသေးတတ်လို့ပြောတာဟုတ်ဒါနားလေဖို့အရင်ခက်တယ်နော်လွယ်တဲ့ကိစ္စတော့မဟုတ်ဟုတ်လားနိဗ္ဗာန်ကိုနားလေသွားလို့ရှိရင်သဘောပေါက်သွားရင်ဒီဒေသနာတွေကိုပို့ပြီးတော့ရှင်းမယ်ပေါ့ဟုတ်လားဆိုလိုတာကဒီကုသိုလ်ကနိဗ္ဗာန်ရအောင်လုပ်ပေးပြီးမှပဲသူ့ရဲ့အရှင်တတ္တိကပြီးသွားမှာအဲ့တော့သူ့ကိုမပြည့်စည်တဲ့အရာလို့ပြောတာဘယ်လောက်သဘာဝကြတော့သဘောပေါက်လားဘုံပြောတာဒါကြောင့်မို့လို့စัจ जा မင်းကြီးတွေဖြစ်ခဲ့ဘူးဒီပြည်စုံမှုကြီးကျယ်မှုခန္ဓာမှုတွေရရှိပိုင်ဆိုင်ခဲ့ဘူးတဲ့ဘုန်းဘုန်းတို့တွေအကုန်လုံးပြန်မျှော်ကြည့်လိုက်အဲ့ဒါတွေတခုမှမရှိတော့ဘူးဘာမှမက်လောက်เสียမရှိဘူးပေါ့ဘာလို့လဲဆိုတော့အနိစ္စမီလောင်မဲ့အရာတွေကြီးဖြစ်နေလို့ဟုတ်လားအဲ့ဒီတည်းကအသိဉာဏ်ရှိတယ်ဆိုရင်ကိုကဘာကိုရအောင်ယူနိုင်ဖို့လို့တော့မပျက်စီးတတ်တဲ့သဘာဝကိုရအောင်ယူနိုင်ဖို့လို့မပျက်စီးတတ်တဲ့သဘာဝဆိုတာနိဗ္ဗာန်တခုပဲရှိတာဟုတ်လားဒါပေမဲ့ဒီမှာတင်စားပြီးတော့နိဗ္ဗာန်ကိုရရှိတတ်တဲ့နိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုတဲ့ကောင်းမှုကိုပဲမပျက်စီးတတ်တဲ့အရာလို့တင်စားပြီးတော့ပြောတာတကယ်စင်တဲ့ကုသိုလ်ကတော့ဘာဖြစ်သွားတာလဲပျက်စီးသွားတာဒါပေမဲ့ तू ကဘာရအောင်လုပ်ပေးမှာလဲမပျက်စီးတတ်သောနိဗ္ဗာန်ကိုရအောင်လုပ်ပေးမှာသဘောပေါက်လားဘုံပြောတာနော်ခင်းနေနော်ဒီအိဗယ်လေးတွေနားနေလို့ဟုတ်လားအဲ့တော့ကိုကဒီဝိဒုက္ခကိုပဲရည်ရွယ်ပြီးတော့ပြုတဲ့ကောင်းမှုမျိုးဆိုရင်တော့ဒီထဲမှာပါဘူးနော် तू ပါဠိထိုက်တဲ့ကောင်းမှုမဟုတ်တဲ့အတွက်ကြောင့် तू ကပါလို့ပြုစိတ်ခဏမှလည်းအိဋ္ဌမီးလောင်လို့ပြည့်ရတယ်အကျိုးပေးပြီးရင်လည်းသူ့ရမယ့်ဟာတွေကအိဋ္ဌမီးတာတွေဖြစ်တဲ့အတွက်ကြောင့်ပြည့်ရတယ် तू ကတော့အိဋ္ဌနဲ့ပဲလုံးချတယ်လိုက်တာပဲဘုန်းတော်ကအဲ့ဒါသာဝနာနဲ့တွေ့တဲ့အခါမှာအဲ့ဒီလက်ပတ်နေတဲ့မကောင်းတဲ့စက်ဝန်းကနေမလုပ်နိုင်ဘူးလို့ထွက်နိုင်ဖို့လို့ထွက်မလို့နိဗ္ဗာန်တပစ္စည်းဟောတုနဲ့ထွက်ရမယ်တော့ကောင်းမှုပြုတိုင်းနော်ကိလေသာငြိမ်းဖို့ဘဝဒုက္ခတွေငြိမ်းဖို့ဆိုတဲ့ရည်ရွယ်ချက်ဘုန်းတော်မှာရှိရမယ်ဒီရည်ရွယ်ချက်နဲ့အလုပ်လုပ်တဲ့ရတယ်ဒါကိုပြောတာအဲ့လိုလုပ်မယ်ဆိုတော့ဒါပါတော့ပါရမီပုံညာသံပါရဖြစ်တယ်။လက်ဖြူစင်တန်ရှင်းတဲ့ပါရမီကောင်းမှုအဆောက်အုံကြီးကိုပို့ပြီးတော့ကြီးထွားလာဘုံတို့တိဆောက်နေအောင်အည်အသွေးပြည့်မီတဲ့အချိန်မှာဘာရမှာတော့နိဗ္ဗာန်ရမယ်ပေါ့။သဘောပေါက်ရဲ့လား။ဒါမှမဟုတ်နောက်ဆုံးဒီကုန်းချုပ်ပါတိုက်တွန်းတာတော့တတ္တမတန်ယေဝတံပါရိသဗ္ဗတံပတိတာရကတတိမာပညာဝရခေနာသောစီဖြစ်ခုပေတာဒါကတတိယဂါထာသုံးဂါထာပြောတာဟုတ်ဆိုကြီးဟုတ်လားအဓိပ္ပာယ်မှာပြောတာတတ္တမတန်ယေဝတံပါရိသဗ္ဗတံပတိတာအလုံးစုံသောပြည့်စုံခြင်းတွေကိုပြည့်စည်စေနိုင်တဲ့တန်ယေဝတံပါဒဆိုတော့ပြောခဲ့တဲ့ပါရမီပုံညတံပါဒကုသိုလ်အဆောက်အုံကြီးကိုတဲ့နော်ဖြစ်အောင်လုပ်လိုက်တတိမာပညာဝရခေဖြစ်အောင်လုပ်ပြီးတော့တတိဥရှိပြီးတော့ပညာဥရှိပြီးတော့မပြည့်စည်အောင်စောင့်ရှောက်သူပျက်စီးခြင်းနဲ့ဆက်ဆံပြီးတော့ပြောနေတဲ့စကားမလို့သူမပျက်စီးအောင်စောင့်ရှောက်လို့ပြောတာဟုတ်လားဒါကြောင့်တတိရှိတဲ့လူပညာရှိတဲ့လူဟာတတိပညာဥရှိပြီးတော့
အလုံးစုံပြည့်စုံခြင်းတွေကိုပြည့်စည်စေနိုင်တဲ့ပါရမီပုံညကုသိုလ်ကောင်းမှုအဆောက်အုံတွေကိုမပျက်စီးအောင်စောင့်ရှောက်တဲ့နာတော်စီဖြစ်မှုပေးတယ်ပြင်ဘက်ကအရာတွေပျက်စီးခြင်းကြောင့်စိုးရင်ခြင်းမဖြစ်ကြကုန်ညာတဲ့ဟောဒီကုန်းလေးအဲ့လိုလေးချုပ်ထားတယ်နော်တတိရှိတဲ့လူပညာရှိတဲ့လူအသိရှိတဲ့လူဆိုတာနော်အလုံးစုံပြည့်စုံခြင်းတွေကိုပြည့်စည်စေနိုင်တဲ့ကုသိုလ်ကောင်းမှုဘိုးသားနေမပျက်စီးအောင်စောင့်ရှောက်ကျန်တဲ့အရာတွေပျက်စီးခြင်းကြောင့်မို့လို့စိတ်ထဲမှာတုန်လှုပ်ခြင်းစိုးရင်ခြင်းညှို့ငယ်ခြင်းမဖြစ်နဲ့လို့ပြောတယ်ဟောဒါလည်းပဲသတိထားရမယ့်အချက်ကျန်တာတွေကတော့ကိုယ့်ဟာကိုယ်သေလောက်အောင်စိုးရင်လည်းသူကတော့ပြည့်ချင်ကြရင်ပြတ်သွားကိုယ်စိုးရင်တာမစိုးရင်တာကိုသူကထဲကိုမတွက်ပြောရရင်သိကိုမသိတဘာဝတရားသူကစင်တိုင်းသူသွားနေတာတဘာဝတရားရဲ့လမ်းစဉ်ကဘာမှဖြစ်မလို့ထင်လဲအိဋ္ဌပေါ့နော်အိဋ္ဌဆိုတာတဘာဝတရားရဲ့လမ်းစဉ်သူကသူလမ်းသူရှောင်နေတာဘုံဘုံတော့အဲ့ဒါကိုသဘောမပေါက်တဲ့ခါကျတော့ဒီအိဋ္ဌဖြစ်တာကြီးကိုအထူးဆန်းလုပ်ပြီးတော့ဘာလို့လဲဝမ်းနေနေတယ်ခြေကွဲနေတယ်စိုးရင်နေတယ်ကျွတ်ဆိုရင်မိုက်ရင်မိုက်တော့ဘာလို့မလို့ငိုမယ်ပေါ့ငိုလို့ဒါဘာအကြောင်းထုလဲဘာမှအကြောင်းထုပြည့်ချင်ကြလို့ပြတ်သွားတဲ့အရာဘာမှမလုပ်လို့မရဘူးပြည့်ချင်ရလည်းမကြဘူးလို့မရှိဘူးနေတာနဲ့မြန်တာပဲပွားမှာနော်ပြည့်ချင်ကြမှာတော့ပေါ့ရဲ့နော်ကျွတ်တို့ကပြည့်စည်ခြင်းလမ်းကြောင်းပေါ်မှာပွားနေတာဟုတ်လားအဲ့ဒါကြောင့်မလို့အဲ့ဒီဏီကုန်းကျုပ်ဆိုလို့ကြီးတိုက်တွန်းတဲ့စကားလေးရတယ်အရင်ပြောကြကောင်းဟုတ်လားဒါကြောင့်ဘုန်းတော်ကဘဝမှာဘာတွေမပြည့်စည်အောင်ကြိုးစားမှလဲလို့မေးနိဗ္ဗာန်ချမ်းသာကိုရဖို့တည်းရည်ရွယ်ပြီးတော့ပြုထားတဲ့သီလသမารိပညာဒါနသီလသမารိပညာကုသိုလ်ကောင်းမှုတွေမပြည့်စည်အောင်ကြီးပွားတိုးတက်အောင်ဘယ်တော့မလို့ကြိုးစားရမယ်ကျန်တာတွေကတော့ဘုန်းတော်ဘလောက်ပဲထိန်ဘလောက်ပဲသိမ့်ပြီးရင်တော့ဖြစ်တာသွားပါကျတို့ကပြီးရင်ပြက်မှာလောက်တာမြင်တာအခုလောလောဆယ်ပြက်နေတာကိုတော့မမြင်သေးဘူးဟုတ်လားအဲ့ဒါကိုမြင်ရင်လည်းပဲနီးလန်းရှိရနော်ဒီနီးလန်းနဲ့လောက်မလို့တတိပဋ္ဌာန်ဘာဝနာနီးလန်းအကုန်ပြက်နေတယ်ဆိုတာကိုမြင်လို့ရတယ်မြင်နိုင်တယ်ဟုတ်လားကျတို့ကအကုန်မြင်နှံပြက်နေတာဆိုတာမြင်မှုအနေနဲ့သာတစ်ချိန်ကြရင်ပေချာဖို့ပြက်ရမယ်အလွန်ထင်ရှားတဲ့ပြက်ချင်းကိုတော့ဘုန်းတော်ဘာလို့နေရောမေးလျော့နေတဲ့သေးတယ်စဉ်းစားဖို့လိုတယ်ဟုတ်လားဒါကဘာသာသုံးဖို့လုံးမတန်ဖိုးရှိပါတယ်ဟုတ်လားဒါလေးကိုစိတ်ထဲမှာနားလည်မှုအပြည့်နဲ့စွဲနေအောင်ဘုရားမှတ်စေနေတယ်ဟုတ်လားပထမကတာပါပြောတော့ပြင်ဘက်ကအရာတွေဘလောက်ပြက်ဘလို့ပြက်တော့အတွင်းပစ္စည်းမပစ္စည်းအောင်ထိမ့်သိမ့်နိုင်ဒီလိုဟာပစ္စည်းသောပုဂ္ဂိုလ်မဟုတ်ဘူးအတွင်းပစ္စည်းတော့မပြောတာနော်သီလသမารိပညာကိုပြောတာအပြင်ပစ္စည်းဆိုတာပြင်ဘက်ကအရာမှန်သမျှနဲ့ကိုယ်အသက်ခန္ဓာတော့အပြင်ပစ္စည်းတွေမှာထည့်ထားတယ်ကျန်တာတော့မပြောတော့နဲ့နော်ပြီးတော့ဒုတိယကတာပါပြောတော့ရှေးတုန်းကတွေ့ရကြုံခဲ့ရတဲ့ဖြစ်ခဲ့ရတဲ့ပြည်စုံခြင်းကြီးကျယ်ခြင်းမှန်သမျှအခုပါမှာမရှိတော့အခုကြီးကျယ်ခြင်းတွေသွားမှာပဲနောင်လာအောင်ပဲကြီးကျယ်ခြင်းတွေသွားအောင်မှာပဲသူကဒီလမ်းပေါ်သွားတယ်ဟုတ်လားအဲ့တော့လောကမှာမပြည့်စည်သေးတဲ့အမြဲတမ်းကောင်းမွန်နေတဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါမှတော့ပါရမီပုံညသံဃာဒါပဲဟုတ်လားဒါကြောင့်ပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာအလုံးစုံပြည်စည်းခြင်းတွေကိုပြည်စည်းစေနိုင်တဲ့အဲ့ဒီပါရမီပုံညသံဃာကိုသာသတိပညာဥရှိပြီးတော့မပြည့်စည်အောင်စောင့်ရှောက်ရမယ်ကျန်တဲ့အရာတွေပြည့်စည်ခြင်းကြောင့်တော့စိုးရိမ်မနေနဲ့လို့ပြောတာဘလောက်ကြီးစုံတော့နော်သူပြောတာအရင်ကောင်းတယ်ဟုတ်လားဒါကြောင့်ဘုန်းဘုန်းတို့ဒီဂါထာလေးတွေကနော်စိတ်ထဲမှာနားလည်မှုအပြည့်နဲ့ပတ်သက်ထားတဲ့ဂါထာလေးတွေပါနော်ပြဘုံပြောတာတွေတော်တော်များများရှိသွားပြီနိုင်ဝက်ကျော်သွားပြီဟုတ်လားဒီနေ့40တောင်ကျော်သွားပြီနိုင်ဝက်တောင်အဲ့တော့ဘုန်းတို့ပြောတာတွေအကုန်လုံးပြန်ပြီးတော့တိတ်ချုပ်ကြည့်အောင်ဟုတ်လားဒီနေ့ဒါနကောင်းမှုပြုကြတော့ဒါနနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဖြေခမ်းပြီးတော့ဘုန်းတို့ပြောလိုက်ပါအနုမောဒနာတရားစကားဆိုတာလေတတိထားဆင်ញင်တရားစကားဆိုတာကပို့ပြီးတော့တောင်မှန်းနေမလို့ထင်တယ်နော်ပထမဘာပြောလိုက်တော့အရိဒသုတ်တန်လေးကိုအကျဉ်းချင်းလေးပြောပါတယ်ဟုတ်လားခန္ဓာအိမ်ဟာဘာဖြစ်နေတာလို့မီးလောင်လို့လေပစ္စည်းမှုနဲ့သွားနေကိုရအောင်ယူမယူသူကတော့ပုံမှန်ပါတော့ကုန်လိုက်နေတယ်ကိုသုံးမသုံးကိုကတော့ဖြစ်နေလို့ကုန်လိုက်နေတယ်ဒါအမြဲတမ်းလောင်နေတဲ့အနေအထားကိုရေးတာနော်နောက်ဆုံးတစ်နေ့လုံးဝအခွန်ရေးရုပ်သိမ်းသွားတဲ့အနေနဲ့လည်းပဲကုံဆုံးသွားလိုက်ဦးမယ်ဒါကြောင့်ဒီမီးလောင်နေတဲ့မီးကိုငြိမ်းဖို့တဲ့မီးလောင်နေတဲ့ဂျားတွေကအသုံးကျတဲ့ပစ္စည်းကိုရအောင်ယူလိုက်ဖို့သူကအဓိကရည်ညွှန်းနေတယ်ဟုတ်လားအမြဲတမ်းလောင်နေတဲ့အနေအထားမျိုးဘလို့ညှိမလဲဘလို့မှညှိလို့မရဘူးသူကကုံတဲ့ဘက်ကသူ့တာဝန်ကြည့်အောင်သူကလုံနေတာဟုတ်လားတဖုံတော့ဘာလို့ဖို့လို့ကောင်းတာတွေကိုလှုပ်ခြင်းအပြင်တန်ဖိုးရှိတာကိုဆွဲထုတ်နိုင်ရမယ်ဒါပြောတာဟုတ်လားဒီသုတ္တမှာတော့ဒါနတစ်ခုကိုရည်ရွယ်ထားတော့လည်းပဲဘုန်းတော်ကခြေပြင်းပြင်းစဉ်းစားပြီးဖို့မလိုဘူးလားကျန်တဲ့ကုသိုလ်ကောင်းမှုမှန်သမျှကိုတန်ဖိုးရှိတဲ့ပစ္စည်းလို့သဘောထားပြီးတော့မီးလောင်အိမ်ထဲကနေပြီးတော့ဆွဲထုတ်ရမယ်ခန္ဓာအိမ်ထဲကဆွဲထုတ်ရမယ်ဟုတ်လား
အဲ့ဒါနဲ့ပတ်သက်ဆက်ဆက်ပြီးတော့ဘုံပါဆက်ပြောတော့ဘဝဆိုတာကိုသုံးမသုံးအမြဲကုန်နေတာပါဟုတ်လားဒါပြစ္ဆုတ်ပန်တိုင်းမှာသုံးလိုက်မိဖို့လိုတယ်ဆိုတာလေးကိုပြောတယ်ဟုတ်လားနောက်ဆုံးပါပြောတော့ဂါထာ၃ပုဒ်ဆိုတော့ဘုရားကြီးရဲ့ဂါထာဟုတ်လားအဲ့ဒီဂါထာ၃ပုဒ်ကအလုံးမတန်ဖိုးကြီးရတော့မှတ်ထားဟုတ်လားဘာတွေဘလို့ပြက်သီလသမารိပညာအတွင်းပစ္စည်းမပျက်စီးရင်ပျက်စီးတော့သူမဟုတ်သေးဘူးပြည်စုံခြင်းမှန်သမျှအကုန်ပျက်စီးခဲ့ပြီအပျက်စီးတဲ့အရာဆိုတော့လောကမှာတစ်ခုပဲရှိတယ်ပါတယ်ပါရမီပုံညာသမာဓိဒါကြောင့်အလုံးစုံပြည်စုံခြင်းတွေကိုပြီးစီးစေနိုင်တယ်အဲ့ဒီကောင်းမှုလို့ဆိုတဲ့ပါရမီပုံညာသမာဓိကိုသတိပညာဥရှိပြီးတော့မပျက်စီးအောင်အကွယ်ဆောင်ရှောက်ရမယ်ကျန်တဲ့အရာတွေပျက်စီးခြင်းကြောင့်တော့မစိုးရိမ်တဲ့မျိုးလို့ဒီလိုလေးပြောတာဟုတ်လားဒါကြောင့်ဘေးသမောင်သူတော်ကောင်းတို့ဒီတန်ဖိုးရှိတဲ့အရာကိုမီးလောင်နေတဲ့ခန္ဓာအိမ်ထဲကနေဆွဲထုတ်နိုင်ကြတယ်နောက်ဆုံးအတွင်းပစ္စည်းမပျက်စီးအောင်စောင့်ထိန်နိုင်ကြတယ်သတိပညာဖြင့်မိမိတို့ရဲ့တန်ဖိုးရှိလာတဲ့ကုသိုလ်ကောင်းမှုတွေကိုမပျက်စီးအောင်အကွယ်ဆောင်ရှောက်နိုင်ကြတယ်နော်အနိစ္စမီးစာတွေပျက်စီးတဲ့အခါမျိုးမှာလည်းပဲလောကတိတွေကနှိမ့်ဆက်ခြင်းမခံကြရအောင်နေနိုင်ကြတယ်နော်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလုပ်အထောက်အပ်ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့ဆိုသက်တည်ကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုညမျက်နှိပ်ပံကိုလင်မြန်ထုတ်ချောင်းမျက်မှောက်ပြုရစေကုန်သောဖို့ပတ္တနာအောင်စုပြုကြကုန်ရတည်း